ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်စုပီလိုဘိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကြတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့မမင်းမလျော့စာအုပ်ကနေပြီးတော့မမင်းမလျော့မပမဆဆိုတဲ့ကျောင်းရလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မမင်းမလျော့မပမဆဘိုးရာဆုံးမတွေထက်မှာရည်ကြီးစိုးလို့တော့ပြောလို့ရနေတာကတော့အပမန္တတရားပဲဖြစ်ပါတယ်ဒီဘက်ကမင်းလျော့မနေနဲ့ရီမူးမနေနဲ့တာယာမနေနဲ့လို့ဆိုလို့တယ်ဒါဖြင့်ကျွန်တော်တို့လူသွားတွေဟာဘယ်ရာတွေမှာရီမူးနေတတ်ကြတယ်လဲဆိုတော့ငရေနုပြချင်းမှာရီမူးတယ်ကျမ်းမာချင်းမှာရီမူးတယ်တက်ရှင်နေချင်းမှာရီမူးတယ်လှပချင်းမှာရီမူးတယ်စိစိအိုးစာရာထူအာနာတွေမှာရီမူးတယ်အမြင်မှုပေါ်မှာရီမူးတယ်ဒီတော့မင်းလျော့သွားတယ်ဒီမြဲနေမယ်လို့ချင်လာတယ်လို့တင်လို့ထိတာတွေလို့ဖို့ပြက်ကွက်လာတယ်မမနာထုံလာတယ်သူတစ်ပါးပေါ်နေချဆက်ဆံတယ်မတူတလုံးမတက်တလုံးသဘောထားတယ်ကြက်ရက်တယ်ထည့်သေးတယ်ဒီလိုနဲ့အဲ့ဒီရီမူးစရာတွေမရှိတော့တဲ့နေ့လည်းရုံလာရောစိတ်တွေပြိုလဲတယ်ပူလော်တယ်ဒါကြောင့်မမင်းမလျော့မပေါ်မဆနေကြပါလို့တက်တော့ခဲ့တာဖြစ်တယ်အစိုးရကမြင်ပြီးဘဝကိုလက်လျှော့ရှုပ်ပေးထားဖို့ပြောတာတော့မဟုတ်ဘူးဥပမာသေရည်လဲယူသွားလို့မရတာထားခဲ့ရတာပဲဆိုပြီးဩဇာဒနာမရှာဖွေတာမျိုးလဲတကယ်တော့မတီးမြဲချက်သဘောကိုနားလည်နေလို့မဟုတ်ဘူးသူရဲ့ပြင်းရမှုကိုကောက်ွယ်ယူနေချစ်တာဖြစ်တယ်ပေါ့လူရဲလို့ဖြစ်လာမှတော့လှချစ်ပါခြင်းနဲ့နှုတ်ပြခြင်းနဲ့ကျမ်းမာခြင်းနဲ့အုံမြင့်ခြင်းနဲ့ပတ်စံချမ်းသာခြင်းနဲ့နာမည်ကြီးခြင်းနဲ့ရာထူအာနာလိုပိုက်ခွင့်နေလို့ခြင်းနဲ့ရအောင်လဲစူးစမ်းအားထုတ်ကြတယ်ဒါပြဿနာမဟုတ်ဘူးဒီကရေမှုမလျောမနေဖို့ပဲငါအခုငယ်ရွယ်နှုတ်ပြနေပေမဲ့တစ်ချိန်မှာအိုမရင်းရော်လာမှာပဲငါအခုကျမ်းမာနေပေမဲ့တစ်ချိန်မှာနမကြံဖြစ်ရမှာပဲငါအခုသက်ရှင်နေပေမဲ့တစ်ချိန်မှာသေရမှာပဲငါအခုရှိနေတဲ့ငွေကြေးဥစ္စာပစ္စည်းနာမည်ကျော်ကြားမှုရာထူအာနာစားတာတွေဟာလည်းတစ်ချိန်မှာပြက်ကွယ်သွားမှာပဲပျက်စီးသွားမှာပဲဆုတ်ခွာခဲ့ရမှာပဲငါကိုချစ်တတ်သူငါကချစ်တတ်သူတွေနဲ့လည်းဒီနေ့မှရှင်ခွဲသူမဟုတ်တေခွဲရမှာပဲဒီလိုမျိုးတတိယနေဖို့ဖြစ်ပါတယ်ဒါဆိုမတန်ရတော့ဘူးမရင်မှုတော့ဘူးဒါတွေရလာအောင်မဟုတ်တဲ့နည်းနဲ့မကြိုးစားတော့ဘူးလို့ဆရာရှိတာတွေလွတ်နိုင်သွားလိမ့်မယ်အကျိုးရှိရှည်တန်နေတဲ့ဖြစ်လာလိမ့်မယ်တယောက်ကိုတယောက်နှုတ်ဖက်နေနဲ့ချစ်တတ်လာလိမ့်မယ်လူရန်လို့ဖြစ်လာတာကိုနေရာလေးတစ်ခုစီခီးထွက်တာနဲ့ဥပမာယူလို့ရတယ်အဲ့ဒီမှာကြာကြီးနေထိုင်ခွင့်ရမှာမဟုတ်ဘူးဒီတော့ရော်တို့ရောက်ခိုက်ကျိုးရှိတာလေးတွေလို့သွားမှလာရကြုံနေမှာပါအဲ့ဒါကိုမလျော်ပြီးဟိုတယ်ခတ်တဲ့ပဲအိမ်နေမိရင်ပြန်ရောက်တော့မဲ့ချီလက်ရောက်ရောဘယ်မှတော့မလဲလက်ရဘူးဘယ်မှတော့မဝယ်လက်ရဘူးဖြစ်သွားပါလိမ့်မယ်ဘဝဆိုတာလဲဒီလိုပဲခဏတစ်ဖြုတ်အလဲပတ်ရုံရတာပဲလူတွေဆိုတာလဲကိုလန်းကိုသွားတော့ခဏတစ်ဖြုတ်ဆိုစီကြရတာပဲအောင်မြင်မှုဆိုတာလဲကတလုံးကိုမိုးပေါ်ပေးတင်လိုက်တယ်လို့အမြင့်ဆိုကိုရောက်ပြီးရင်အုပ်ပြန်ကြလာမှာပဲဒါကြောင့်ဒီလိုငယ်ရွယ်မှုနှုတ်ပြမှုကျမ်းမာမှုသက်ရှင်မှုငွေကြေးရာထူအာနာစားတာတွေကိုလက်ရရှိနေတော့မှကြိုးရှိတိုးချသွားဖို့ရည်ကြီးပါတယ်အပမတတရားကိုဒီထက်ပိုကြည်သုံးမဲ့ဆိုရင်တော့နေ့စဉ်နေ့တိုင်းမှာဘာလို့တတိကထားနိုင်ဖို့ဖြစ်ပါတယ်တတိလဲလို့မပြောမိစေနဲ့တတိလဲလို့မလုံးမိစေနဲ့တတိလဲလို့မဆိုပြမိစေနဲ့ရှိသမျှမာတွေအလွမ်းချော်တွေဟာတတိလဲလို့ဖြစ်တာနဲ့ဆက်ဆက်နဲ့ထမင်းအိုးတယ်နဲ့ခလုံးမနှင်းမိလိုက်ဘူးဘာလို့လဲတတိကမ်းမနေလို့တချောင်းကိုစေးရောက်နေလို့လူတယောက်ကိုဒေါသအလျောက်ပြောမိဆိုမိတယ်ဘာလို့လဲတတိရှိမနေလို့မလို့တဲ့မှာတခုကိုလုံးမိနေဘာလို့လဲစိတ်ဆန္ဒဆိုတဲ့စင်ရဲကိုတတိဆိုတဲ့ချော်နဲ့မထိလဲနေလို့ဒီအတွက်တတိအာကအလေးကျင့်ထားခြင်းကိုယ်စိတ်မှာတတိကိုအစချက်ပွန်ထားရှိထားခြင်းမှာဘဝမှာအမှန်နဲ့ဖို့အကျိုးရှိရှိနေနေဖို့အတွက်များကြီးထောက်ကူပေးနေပါတယ်လူဘဝဆိုတာတူတောက်ပါတယ်ဒီဘဝရနေစဉ်တွင်ပယ်ဆင်ရတဲ့ຢာတွေရဲ့တက်တန်းဆိုပို့လို့တော့တူပါသေးတယ်မမေမလျော့မပမစားနဲ့နေနေကြမှာသာပူလောင်မှုနဲ့နော်ရရဆန်မရှိတဲ့ဘဝမျိုးကိုပယ်ဆင်နေကြမှာပါဒါကြောင့်မို့လဲကောင်းကျိုးချမ်းသာမှသမျှဟာအပမန္တတရားရှိမှသာဖြစ်နိုင်တယ်လို့ဘုရားကဆုံးမခဲ့တာဖြစ်ပါတယ်ဒါကကြတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့မမေးမလျော့ဆိုတဲ့စာအုပ်က
မမေမလျော့မပမဆဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အားလုံးနားဆင်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်